မင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလင်းဒီဗီဒီယိုမှာကျွန်တော်တို့ ARB coin နဲ့ပတ်သက်ပြီးတော့နားလည်မယ်ပေါ့နော် ARB coin ကိုကျွန်တော်တို့ဒါ short term long term ဘယ်လို plan တွေထားရှိအောင်လဲလက်ရှိ market အနေထားအရကျွန်တော်တို့ဒါ anti point တွေ target တွေကဘယ်လိုရှိမလဲပေါ့ဒါတွေနဲ့ပတ်သက်ပြီးတော့နားလည်ရအောင်ပေါ့နော်လက်ရှိကျွန်တော်တို့ဒါ ARB coin ရဲ့ current price ကိုကြည့်ကြည့်မှဆိုရင်တော့3.3433ပေါ့နော်ဒီအနေထားမှာကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ကျွန်တော်တို့ဒါတခြား market cap ကိုကြည့်မှဆိုရင်တော့1.66 billion ပေါ့နော်ပြီးတော့ဒါ24 hour volume ဆိုရင်359.29 million ပေါ့နော်ဒီဘက်မှာ total supply ကတော့10 billion ပေါ့နော်အောက်မှာကျွန်တော်တို့ဒါ circulating supply ဆိုရင်4.86 billion ပေါ့နော် maximum supply ကတော့ဒါကုန်သွားတဲ့အနေထားပေါ့နော် market cap ကိုကြည့်မှဆိုရင်21.28% ပေါ့နော်ဆိုတော့အောက်မှာကျွန်တော်တို့ဒါ ARB နဲ့ပတ်သက်တဲ့ website တွေရှိမယ်သူရဲ့ social media တွေရှိမှာပေါ့နော်ကျွန်တော်ဒါ social media တွေမှာလည်းကျွန်တော်ဒါ ARB နဲ့ပတ်သက်တာတွေဖတ်လို့ရမယ်ဒါ update တွေကြည့်လို့ရမယ်ပေါ့နော်ဆိုတော့အောက်မှာကျွန်တော်တို့ဒါ ARB ရဲ့ all time high ကိုကြည့်မှဆိုရင်တော့ January 7 2024ပေါ့နော်တနေ့ရှေ့တုန်းကဒါ 1.4 ပေါ့လက်ရှိကျွန်တော်တို့ဒါ all time high ကနေအခုရှိနေတဲ့ဈေးဆိုရင်ကျွန်တော်တို့ဒါ -85.81% မှာရှိရပေါ့နော် all time low ကိုကြည့်မှဆိုရင် April 7ပေါ့နော်2025နှစ်လရှေ့တုန်းကပေါ့3.245အထိကျခဲ့တယ်ပေါ့နော်လက်ရှိကျွန်တော်တို့ဒါကျွန်တော်တို့ဒါ all time low ကနေလက်ရှိရှိတဲ့ဈေးထိဆိုရင်ဒါ +38.84% မှာရှိမှာပေါ့နော်ဆိုတော့ဒီဘက်မှာကျွန်တော် about ထဲမှာဆိုရင် ARB နဲ့ပတ်သက်တာတွေကိုကျွန်တော်ဒီမှာဖတ်လို့ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါ trading view ကိုတစ်ချက်လောက်သွားကြည့်ကြည့်အောင်ပေါ့လက်ရှိအနေထားရဘယ်လိုရှိလဲပေါ့နော်ဆိုတော့ပထမဆုံးကျွန်တော်ဒါ4 hour chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီနားလေးမှာကျွန်တော်ဒါ spot line တစ်ခုအနေနဲ့တွေ့ရတယ်ပေါ့နော်ဒါ3.3နဲ့3.33ပေါ့နော်ဒီအနေထားမှာကျွန်တော်ဒါ spot line တစ်ခုတွေ့ရတယ်တကယ်လို့ကျွန်တော်ဒါ percentage ယူချင်တဲ့သူတွေအနေနဲ့ကြတော့3.3နဲ့3.33ပေါ့နော်ဒီအနေထားမှာကျွန်တော်တို့ anti တစ်ခုယူထားလို့ရမယ်ပေါ့နော်ဒီမှာကျွန်တော်တို့ကြည့်မှဆိုရင်ဒီကနေကျွန်တော်တို့ဒါ higher low ပေါ့နော်အောက်ကို down side ရောက်ပြီးတော့မှနည်းနည်းလေး recovery ဖြစ်တဲ့အနေထားရှိရဲပြီးတော့ကျွန်တော်ဒီမှာပြန်ပြီးတော့ recovery ကောင်းကောင်းဖြစ်ပြီးတော့ down side ကိုပြန်ရောက်လာတဲ့အနေထားမှာရှိရပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါ short term target တွေအနေနဲ့ပြောရမှာဆိုရင်တော့3.4 3.6ပေါ့နော်ဒါတော့ကျွန်တော်တို့ဒါ short term target တွေဖြစ်မယ်ပေါ့ပြီးတော့ကျွန်တော်ဒါအထက်ကိုကောင်းကောင်းမူဖြစ်ဖို့ဆိုရင်3.8ပေါ့နော်ဒါ3.8ဆိုတဲ့အနေထားကိုကျွန်တော်တို့ဒါ cross လုပ်မယ်ဆိုရင်တော့အထက်ကိုကျွန်တော်တို့ဒါ1.5 ကနေပြီးတော့2.5ပေါ့နော်အဲ့လိုနဲ့တဖြည်းဖြည်းကျွန်တော်တို့ဒါလက်ရှိအရင်ရှိခဲ့တဲ့ all time high ကိုပြန်ပြီးတော့ cross လုပ်နိုင်တဲ့အနေထားကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့ဆိုတော့ပြောချင်တာရေရှည်ကိုင်ထားမယ်ဆိုရင်ကြတော့ဒါ return တစ်ခုရနိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါ daily ကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ပေါ့ okay daily ကကျွန်တော်တို့ဒီမှာကြည့်ကြည့်မယ်ဆိုရင်ဒီနေရာလေးကိုကျွန်တော်တို့ဒါspot line တစ်ခုအနေနဲ့တွေ့ရတယ်ပေါ့နော်ဒီနားလေးကိုကျွန်တော်တို့ဒါဒီနေဝင်းကျင်မှာပေါ့ဒီဝင်းကျင်မှာကျွန်တော်တို့ဒါ spot line တစ်ခုအနေနဲ့ဒီမှာလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့3.3နဲ့3.33ပေါ့နော်ဒီအနေထားမှာကျွန်တော်တို့ဒါ anti တစ်ခုယူထားလို့ရမယ်ပေါ့နော် small margin low leverage long back ကိုပေါ့ပြီးတော့ကျွန်တော်ခုနပြောထားတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ဒါ target တွေကတော့ပထမဆုံးကတော့ကျွန်တော်3.4ပြီးတော့3.6အထက်မှာကျွန်တော်တို့ဒါ3.8ကို cross လုပ်မယ်ဆိုရင်တော့အထက်ကိုကောင်းကောင်းမူဖြစ်နိုင်မှာပေါ့နော်ဒီနားလေးမှာကျွန်တော်တို့ဒါ form ဖြစ်နေတဲ့ pattern descending triangle pattern ဖြစ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒါ spot line ကတော့ဒါအဖြောင်းဖြစ်နေတယ်ပေါ့နော် spot line ကကျွန်တော်အဖြောင်းဖြစ်နေတယ်ဒါပေမဲ့ဒီကျွန်တော် resistance ကတော့trend line ဖြစ်နေတယ်ပေါ့နော်ဒီနားလေးမှာဆိုတော့ဒါကိုကျွန်တော် descending triangle လို့ခေါ်မယ်ပေါ့နော်ကျွန်တော်ဆွဲပြီးတော့မပြတာဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီတိုင်းလေးပဲရှင်းပြတာပို့ပြီးတော့အဆင်ပြေတယ်ထင်လို့ပေါ့နော်ကျွန်တော်ဒါပုံလေးဆွဲပြီးတော့ရှင်းပြလို့လည်းရပါတယ်ကျွန်တော်အချိန်လည်းတိတ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဟိုလိုမဆွဲပြတော့ဘူးပေါ့နော်နားလည်အောင်အဓိကရှင်းပြလိုက်မယ်ပေါ့ဆိုတော့ကျွန်တော်ခုနပြောထားတဲ့အတိုင်းပေါ့နော်ကျွန်တော် anti ကတော့ဒီမှာဖြစ်မယ်ကျွန်တော် target တွေကတော့ဒါ short term ကတော့ကျွန်တော်ဒါ3.4 3.6ပြီးတော့3.8ကို cross လုပ်မယ်ဆိုရင်တော့အထက်ကိုကောင်းကောင်းမူဖြစ်မယ်လက်ရှိအနေထားမှာဆိုရင်ကျွန်တော်ဒါ candle ကလည်း200 EMA အောက်မှာရှိတဲ့အတွက်ကြောင့်မလို့ downside ကိုထပ်ပြီးတော့နည်းနည်းရှိလာနိုင်တဲ့အနေထားမှာရှိရပါတော့ဆိုတော့ဒီ downside မှာကျွန်တော်ဒါ buying opportunity တစ်ခုဖြစ်နိုင်တယ်ပေါ့ဒီနားလေးမှာကျွန်တော် anti တစ်ခုရမယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒါရေရှည်ထိ hold ထားနိုင်မယ်ဆိုရင်တော့ဒါအချိန်တစ်ခုရောက်ရင်တော့ကျွန်တော်ဒါ return ကောင်းကောင်းပေးနိုင်တယ်ပေါ့နော်ကျွန်တော်ထင်တာဒါ4-5ပေါ့နော်ပြောမှဆိုရင်ကျွန်တော်အရင်ရှိတဲ့ all time high ကို cross လုပ်ပြီးတော့မှဒါ4-5ထိတောင်မှသူရောက်နိုင်တဲ့အနေထားမှာရှိရပေါ့ဒါပေမဲ့အဲ့ဒါအထိကြတော့ကျွန်တော်အချိန်အတိုင်းတာတစ်ခုထိတော့ဒါကင်ထားဖို့လိုအပ်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါ short term target အနေနဲ့ပဲယူလိုက်မယ်ဆိုရင်တော့ဒါ return တစ်ခုကတော့ပေးနိုင်တယ်ပေါ့တကယ်လို့ရေရှည်အတွက် hold ထားမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ကျွန်တော် DC အတွက်ကြတော့ကျွန်တော်ဒါdaily အရပေါ့နော်ကျွန်တော်ဒါ DC အတွက်ကြတော့ကျွန်တော်ဒါပြောမှဆိုရင် 0.3 ပေါ့နော်
0.3 0.2 အဓိကတော့ 0.2 အောက်ကိုကျွန်တော်တို့ဒါကောင်းကောင်းမွန် downside ကိုရောက်မယ်ဒါ 0.3 အောက်ကိုရောက်မှကျွန်တော်တို့ဒါ second and T အနေနဲ့ DCA အနေနဲ့ပြန်ပြီးတော့တစ်ခုလောက်ယူလို့ရမယ်ပေါ့နော်တကယ်လို့ market ကကျွန်တော်တို့ဒါခမန်းထားတာထက်ပြီးတော့ကျွန်တော်တို့ဒါကြလာခဲ့ရင်အနေထားတစ်ခုမှာပေါ့နော်ကျွန်တော်တို့ဒါ second and DCA အနေနဲ့ 3.3 အောက်ကိုရောက်မှကျွန်တော်တို့ DCA လုပ်မယ်ပေါ့ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ဒီလောက်ပါပဲဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်နားမလည်တာမရှင်းတာရှင်းတယ်ကျွန်တော် comment ချန်ထားလို့ရတယ်ကျွန်တော် Telegram မှာလည်းလာမေးလို့ရတယ်ပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီလောက်ပါပဲ